မင်္ဂလာပါဒီနေ့မှာတော့လူအများစုခံစားနေရတဲ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်တဲ့အစာအိမ်နဲ့အဆုတ်လန်ယောဂအတွက်တဘာဝနီလန်းကောင်းလေးတစ်ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီဖြော်ရည်အတွက်ဘာတွေလိုအပ်မလဲရုံးပတိသီးမှာပါဝင်တဲ့အချွဲဓာတ်ကအကိကပါပဲဒီအချွဲဓာတ်ကအစာအိမ်နေရန်ကိုအလွာလိုက်ဖုံးအုပ်ပေးလိုက်တဲ့အတွက်နာကျင်မှုကိုတတ်တာစေပါတယ်ဒါအပြင်အစာကြေစနစ်ကိုကောင်းမွန်စေလို့ဝမ်းချုပ်တာကိုလည်းတတ်တာစေပါတယ်။ကျက်သွန်နီကတော့လေထိုးလေအောင်ခြင်းနဲ့အစာမကြေခြင်းတို့ကိုတတ်တာစေတဲ့အစွမ်းတတိရှိပါတယ်။ရှောက်ရွက်ရဲ့မွှေးပြက်နဲ့ရနံ့ကစိတ်ကိုလန်းဆန်းစေပါတယ်။ဖြိုအန်ကျင်တာရင်ဘတ်တင်းကျပ်တာစတဲ့မအီမတာဖြစ်တာတွေကိုလည်းရော့ကျစေနိုင်ပါတယ်။၃ပြုလုပ်နည်းအစဉ်စဉ်လက်တွေ့ပြသနိုင်နေဖို့ကောင်းသည်။ဒီဖြော်ရည်ကိုပြုလုပ်ဖို့ကအယမ်းလွယ်ကူပါတယ်။အဆင့်၃ဆင့်ပဲလိုကတ်ပါတယ်။အဆင့်၁ပါဝင်ပစ္စည်းများပြင်ဆင်ခြင်းရုံးပတိသီး၃-၄ချောင်းကိုယူပြီးအတုံးသေးသေးလေးများတုံးပါကျက်သွန်နီနှလုံးကိုအခွန်ခွာပြီးအနှဲငယ်ထူပေးပါရှောက်ရွက်၄-၅ရွက်ကိုရေစင်အောင်ဆေးထားပါအဆင့်၂ကြိုချက်ခြင်းအိုးထဲမှာရေ1လီတာကိုထည့်ပြီးစူအောင်တီးပါရေစူလာပြီးဆိုရင်အပေါ်ကပြင်ဆင်ထားတဲ့ပစ္စည်းအလုံးကိုထည့်လိုက်ပါအဖုံးအုပ်ပြီး10မိနစ်ခန့်ဆက်ပြီးထပ်ပြုတ်တက်မဟုတ်ကြိုပေးပါအဆင့်3တောက်သုံးခြင်း10မိနစ်ပြည့်တဲ့အခါမီးဖိတ်ပြီးအရီကိုတေးကြစစ်ယူပါဒီနီလန်းလေးကိုပုံမှန်တောက်သုံးပေးခြင်းဖြင့်အစာအညက်ကျန်းမာရေးကိုဖျံလဲကောင်းမွန်လာအောင်ကူညီပေးနိုင်မှာဖြစ်ပါတယ်ဒီဗီဒီယိုကိုအစအဆုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်